မာကြီးငုတ်တီမင်္ဂလာပါ ဟိုမဆန်လိုက်တာကျမမိုင်းမြုပ်တီးတယ်ဟဲ့ချီလီကဲချီလီကဲချီလီကဲလေး မာကြီးချီလီဒါဒီခုမနေ့ကဆိုရင်ဒါမာကြီးမျက်နှာဖုံးချွတ်လိုက်တယ်ပေါ့နော်မျက်နှာဖုံးချွတ်လိုက်တယ်ဆိုရင်မချွတ်ခင်ကတည်းကဒါမာကြီးကိုနီးစက်တဲ့လူတွေပေါ့နော်တော်တော်များများကဒါမာကြီးမှန်သိသလိုလိုမသိသလိုလိုဒါပေမဲ့သိနေတော့မှမထင်ထားဘူးပေါ့နော်သိပါတယ်ဒါပေမဲ့မထင်ဘူးလေမထင်ဘူးဆိုတော့မာကြီးအဲ့ဒါဘလို့ဒါပေမဲ့ဟိုလေသိတာတော့သိရဒါမထင်ရဲတာပေါ့နော်အကုန်လုံးကမလုတော့ဘူးပြီးတော့ဈေးရောင်းပွဲတော်တွေကလည်းတောက်လျှောက်သွားနေတာအခုဆိုလည်းနေပြည်တော်မှာကြဗျာဈေးရောင်းပွဲတော်လုပ်နေတာအဲ့မင်းညဟာမလာခင်မှာလည်း live ကလွှင့်ထားသေးတာဆိုတော့လုံးမထင်ဘူးဖြစ်သွားတာပေါ့နော်အဲ့လိုလုံးမထင်တဲ့တဲမှာဟိုကောင်ဖြုံးဝေဆိုရင်လည်းပါတယ်ဟုတ်နော်သူကလည်းလုံးမထင်တာတဲ့အုပ်စုကမခိုင်လေးကထင်တယ်မခိုင်လေးကရိုက်ပြီးတော့ပြောပြတာပေါ့နော်ငါပြောတယ်မေကဗျာဖြစ်မယ်နော်ငါပြောတယ်အဲ့ဒါကိုဖြုံးဝေဆိုတာမဟုတ်ဘူးကြီးပဲပြောတာမဟုတ်ဘူးကြီးပဲ तू ကဥဆောင်ပြီးပြောတာကျွန်တော်သိတာပေါ့အမရာကျွန်တော်သိတာပေါ့ तू မလုပ်ဘူးဆိုတာကျွန်တော်သိတာပေါ့ဆိုပြီးတော့ငါပြောတော့အဲ့လိုမျိုးကြီးပဲသိမ်းပြောတဲ့အခါကျတော့အဓိကတော့လုံးမသိခဲ့တာတော့ဒိုင်၄ယောက်ပါကိုယ့်ရဲ့ပရိသတ်တွေ fan တွေကတော့ကိုယ့်ရဲ့လှုပ်ရှားမှုကိုယ့်ရဲ့အမှုအရာကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားတွေတို့အကုန်သိတာဆိုတော့အကုန်လုံးဖတ်လိုက်တာနဲ့မေကဗျာဆိုတာတော့အကုန်ရလို့မရဘူးမသိတာတော့သူတို့၄ယောက်ကတကယ်ကိုမသိတာပါမာကြီးကိုဒါအခုဒီစီဇန်ပြီးမှာပေါ့နော်မာကြီးပြောရတဲ့စကားပေါ်မှာဒါအားလုံးကပြီးတော့ဒါမာကြီးကိုမှတ်တိုင်တစ်ခုအနေနဲ့လူပညာမှတ်တိုင်တစ်ခုအနေနဲ့နော်အကယ်ဒမီရစီခြင်းသေးတယ်ပေါ့နော်အဲ့တော့မာကြီးတကယ်လို့တကယ်နေရာကောင်းမယ်အကယ်ဒမီမှန်းလို့ရတဲ့ character တစ်ခုကိုရမယ်ဆိုရင်မာကြီးဟိုလေလုပ်ဖို့ရှိလားရှိရပါတယ်ပဲဒီမှာတော့ဗျာအကယ်ဒမီမရှိတော့ဗျာဟိုပါပေါ့အော်စကာဆုပဲတက်ယူဖို့စဉ်းစားထားပါတယ်မာကြီးဒါဆိုရင်အော်စကာဆုယူမယ်ပေါ့နော်ဒါအော်စကာဆုယူမယ်ဆိုရင်တကယ်လို့ရိုက်ခွင့်ရမယ်ဆိုရင်ဘယ်မင်းသားနဲ့ရိုက်ချင်လဲ international ဘယ်မင်းသားနဲ့ရိုက်ချင်လဲအခုမင်းသားနေတော့မရိုက်တော့ပါဘူးမိုင်းနဲ့ရိုက်မဲ့မင်းသားတော့မမွေးသေးဘူးပေါ့ဟာမမွေးသေးဘူးမွေးမဲ့မင်းသားကိုစောင့်နေရဟောအဲ့ချိန်ဆိုမာကြီးဒါဘလို့ဟိုလေးကမိသားစု drama ဇက်ကိုမိုင်းရဲ့တော့အလွမ်းသမားလေးလေအလွမ်းသမားလေးလို့ဗျာပြောထားဆိုတော့လုံးဝ drama တွေကြီးပဲacademy ကိုရှူစောင့်မိုင်းလက်ရှိဒီလှူရှားမှုလေးတစ်ချက်လောက်ပြပြပေးပါအခုကတော့ဈေးပဲရောင်းနေပါတယ်ကျမရဲ့ original ကတော့ဈေးတယ်လေးပါနုပညာလုပ်ကိုမလုပ်တော့ဘူးလို့မနေ့ကပြောလိုက်တဲ့အခါမှာလည်းအားလုံးကဝမ်းနေသွားကြတာလေးတွေ့ရတယ်တကယ်တော့ဟိုအဲ့လိုဝမ်းနေတဲ့ခံစားမှုဟိုဗျာပေါ်မှာအဲ့လောက်ကြီးထိဟိုကုံကရိုက်စေခြင်းသေးတယ်ဟိုကိုမိသားစုကိုပတ်ဝန်းကျင်ကတော့ရိုက်စေခြင်းနဲ့စိတ်အပြည့်အဝရှိရဆိုတာသိပါတယ်ကုံတော့လည်းပြန်ရိုက်ဖို့ကြောက်ဒလက်ဆက်ပေါ့နော်ကိုဒီတိုင်ဝမ်ကလူတွေရောတငယ်ချင်းတွေရောမိသားစုတွေရောပြန်ရိုက်စေခြင်းလို့အနောက်ကနေပြန်ရိုက်ဖို့တောက်လျှောက်ကိုတွန်းနေတဲ့သူတွေတော့ရှိရပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ family သားစုဝင်တွေကိုယ့်ရဲ့ပရိသတ်တွေပေါ့အဓိကတော့ကိုယ့်ရဲ့ပရိသတ်တွေကဒီလောက်ကြီးထိကိုဒီနှုတ်ဆက်စကားလေးပြောရတဲ့အချိန်မှာအရန်ဝမ်းနေတယ်ချို့ဆိုငိုတယ်အဲ့လိုမျိုးလေးအရန်ဝမ်းနေရတယ်ရင်ထဲမှာစိုးတယ်ကြေကွဲတယ်ဒါတော့ကိုမိသားစုဝင်တွေဖြစ်တာတော့ဗျာသိတယ်ဒါပေမဲ့ကိုယ့်ရဲ့ fan တွေကိုယ့်ရဲ့ပရိသတ်တွေကတော့အဲ့လိုဖြစ်မှာမဟုတ်လောက်ဘူးလို့ဗျာဒါပေမဲ့အားလုံးဒီလိုမျိုးလေးတွေဝင်ရေးထားကြတဲ့ comment လေးတွေတွေ့တယ်အားလုံးဟိုသူတို့ဟိုစိတ်ထဲကမကောင်းဘူးပေါ့နော်ဒီတချင်းဆိုတဲ့အချိန်မှာပြီးတော့လှုပ်စိတ်ခြင်းသေးတယ်ဆိုတော့ comment တွေအရန်တွေ့ရတဲ့အတွက်လည်းတကယ်ကြဗျာဝမ်းသာရပါတယ်ကြဗျာလည်းနားလည်ပေးပါလို့ပြောချင်ပါတယ်ကြဗျာပြောထားသလိုပဲဝမ်းရင်းနဲ့ဝါသနာနဲ့ဆိုရင်ကြဗျာကဝမ်းရင်းကိုရွေးချယ်လိုက်ရတဲ့အကြောင်းရင်းမှလည်းကြဗျာဒီဘက်မှာကိုမိသားစုအတွက်ကိုရောနောက်ပြီးတော့ကြဗျာဒီအလုပ်လေးလုပ်တဲ့အခါမှာဈေးရောင်းရတယ်နောက်ပြီးတော့ဟိုကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်ရဲ့စက်ယုံတွေမှာရှိတဲ့ဝန်ထမ်းမိသားစုတွေနောက်ပြီးတော့အထည်တွေရောင်းတဲ့သူတွေပိတ်တွေရောင်းတဲ့သူတွေခြေရောင်းတဲ့သူတွေအားလုံးအတွက်ဗျာပစ္စည်းများများဖြုံးပေးနိုင်တဲ့အခါမှာအကုန်လုံးအဆင်ပြေကြတဲ့အတွက်ကြောင့်ဗျာဒီဘက်လေးမှာလည်းပျော်နေတာဖြစ်တဲ့အတွက်ကြောင့်ဗျာဒီဘက်လေးကိုရွေးချယ်လိုက်ရတာပါเนาะဒီဘက်မှာလည်းကိုနောက်မှာလုံနေတဲ့လူတွေကအများကြီးပဲကိုနောက်မှာအများကြီးကိုဗျာကြည့်ပေးနိုင်တယ်ဒါမိသားစုတွေအားလုံးအဆင်ပြေကြရဲဆိုတော့ live လေးကိုဗျာပီတိဖြစ်တာပါအဲ့ဒါမို့လို့ဗျာဒီဘက်ကိုရွေးချယ်လိုက်တာအဲ့ဒါလည်းနားမပြီးပါလို့ပြောချင်ပါတယ်ရှင်အားလုံးကဒီ The Mask Singer ရဲ့ဒီပေါ့ stage ပေါ်မှာမြင်လိုက်တဲ့အချိန်မှာအားလုံးကပျော်နေတာအပျော်နေရင်းနဲ့မှဒီနောက်ဆက်စကားပြောလိုက်တဲ့အချိန်မှာအားလုံးကပျော်ပြီးတော့မှမှုဟိုပေါ့အိုင်ဒင်ချင်းသွားတာပေါ့ပျော်ပြီးချက်ချင်းဟာဆိုဖြစ်သွားတာအဲ့တော့ပရိသတ်တွေအတွက်ကိုဒီလိုအခွင့်အခါကြုံရင်တကားတော့ရိုက်ပေးပါအောင်လို့တော့ပရိသတ်တော်များများတော့တောင်းဆိုထားတယ်ဟိုအမရဲ့ဒီ Messenger မှာပဲပို့သလိုဒီဘက်က Messenger ကိုလည်းလာပို့ကြတယ်ပေါ့နော်ဒီ page ရဲ့ Messenger တွေမှာလာပို့ကြတယ်ကားရိုက်ပေးဖို့ပြောပေးပါအောင်ဆိုတော့
ဒါလေးဘလိုလေးပြန် ဟိုလေဒါကတော့ကြဗျာ surprise အကြီးတိုက်လိုက်တာပေါ့နော်အခုလိုပဲ surprise အကြီးတွေကြုံအခွင့်ခါကြုံရင်တိုက်ပါမယ်လို့အခုကတော့ဒါအားလုံးမမျှော်လင့်ထားတဲ့အချိန်မှာဘယ်သူမှအခုကြဗျာတငယ်ချင်းအရင်တောင်မှ तू ကဒီဓမ္မစင်္ကာရဲ့မတိုင်ခင်မှာ तू ကကားရိုက်ဖို့ကြဗျာကိုပြောတာကိုပိုင်ဆိုလဲကြဗျာကိုဇလန်တွဲရိုက်ဖို့တောက်လျှောက်ပြောနေတာပေါ့နော်အဲ့ချိန်မှာကြဗျာလုံးဝမလုပ်တော့ဘူးခါပြီးတော့အတင်းဟိုမှာကိုကညင်းထားတာဆိုတော့သူကအဲ့ဒါကြီးကိုယုံကြည်နေတဲ့ချိန်မှာကိုက surprise အကြီးတိုက်ချလိုက်တဲ့ချိန်မှာသူတို့ဂွမ်းသွားတာပေါ့နော်အဲ့လိုမျိုးလေးပဲဇလန်းနေမဟုတ်ပေမဲ့လည်းအခွင့်အခါကြုံရင်ကိုယ့်ရဲ့ပြိသက်အတွက် surprise အကြီးတိုက်ပေးပါမယ်လို့အဲ့ဒါလေးကိုတော့ဗျာဒါလုပ်ပေးခြင်းနဲ့ဆန္ဒပေါ့နော်ကိုချစ်တဲ့ပြိသက်တွေ fan တွေအတွက်ကိုတော့ကားမရိုက်ပေးနိုင်တာလေးကိုတော့နားလည်ပေးပါဒါပေမဲ့အခွင့်အခါလည်းကြုံနေဒီလိုမျိုးသမတ်စင်ကားလို့အစီအစဉ်ကြီးတွေနောက်ကြဗျာကိုယ်တိုင်လည်းရိုက်ချင်တဲ့ချိန်ပေးရတာလည်းနေတဲ့ဟာမျိုးတွေရှိရင်တော့ကြဗျာ surprise ကြီးတွေထပ်လုပ်ပေးပါမယ်အဲ့ဆိုခုပြောရင်းနဲ့ဗာစဉ်းစားမိလဲဆိုတော့ဒီဇကာတကားပေါ့နော်ဇကာတကားမှာအဲ့ဒီမင်းသမီးနေရာပေါ့နော်မင်းသမီးနေရာလုံးဝဒါတကယ်လူသက်သမားပေါ့မျက်နှာဖုံးနဲ့ပဲတကားလုံးပြုတ်ဆောင်ပါအမင်းသမီးရဲ့နာမည်ကိုလည်းမထိုးအနောက်ဆုံးရဲဖမ်းပြီးတဲ့အချိန်မှာမျက်နှာဖုံးချွတ်လိုက်တော့ဒီမှာဘွားကနေပေါ်လာ character ဆိုရင်တော့ရိုက်မှာလားအဲ့ဆိုငါဘာလို့လဲတော့မလဲငါဘာကိစ္စတကားလုံးမျက်နှာဖုံးနဲ့ပဲမျက်နှာဖုံးပဲထိုးလိုက်ပဲပြီးနေတဲ့ကိစ္စကိုငါဘာကိစ္စအိုက်ကားယူလက်ခံပြီးရိုက်ဟုတ်တယ်တကားလုံးဟာဒီအမှလူသမားမျက်နှာဖုံးနဲ့ idea ရန်ကွာဥမာဟိုဟာပေါ့ဗာလဲအဲ့ဒီဟိုလေး the mask ကားရလိုမျိုးမျက်နှာဖုံးနဲ့ပဲတကားလုံးဒါအဲ့လိုမျိုးဆို character ဆိုရင်ရိုက်မှာလားဟာကာရိုက်တာမကိုမရိုက်တော့တာမျက်နှာဖုံးကွယ်ခြင်းမျက်နှာဖုံးလှန်ခြင်းနဲ့လည်းမဆိုင်ဘူးအဓိကကတော့ကိုယ့်ရဲ့ပြိတ္တကိုအပြည့်အဝမပေးဆန်းတာမျက်နှာဖုံးကြီးစွတ်ပြီး item လုံးနေအောင်မှမကောင်းမှဆိုတာဆိုတော့ဒီဘက်ကအလုတ်တစ်ဖက်နဲ့ဒီဘက်ကအနုပညာတစ်ဖက်နဲ့အလုတ်စိတ်ကြီးရှိနေအနုပညာကိုဘလို့မှစိတ်ဖြောက်ဖြောက်မလုပ်နိုင်ဘူးကြဗျာပေါ့နော်ကြဗျာသားကြဗျာရဲ့စိတ်ကဒီဟာကိုစိတ်နဲ့ဒီတစ်ခုပဲစိတ်နဲ့ချင်တာကျွန်တော်အကုန်မေ့ပလိုက်ချင်တာငါဒီလောက်လဲလောက်အောင်မယ်ဟိုလောက်လဲလောက်ရအောင်မယ်ဟိုဘက်ဟိုဟာလဲအထေရီရှာရအောင်မယ်အားဆိုင်မှာဘာဖြစ်တယ်ဟာဝန်ထမ်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟာခေါင်းထဲကိုမထဲချင်တာအဲ့တော့ကိုကတခုကိုပြက်ပြက်သားသားကိုရွေးချယ်မှရမယ်အနေထားကိုယ့်ရဲ့စိတ်ကတခုဆိုတခုကိုပဲစောင့်ချပြီးလုပ်ချင်တာအားမလို့ကြဗျာကိုယ့်ရဲ့ပြိတ္တတွေကိုအပြည့်အဝအမှုပညာတွေမပေးဆက်နိုင်ပါဆိုလို့ကိုလောက်တော့အချိန်ကုန်ပြီးတော့လှုပ်လိုက်တယ်ကိုယ့်ရဲ့ပြိတ္တတွေရင်ထဲမှာမကြံတာတော့သူကတယောက်ဆောင်လည်းမကောင်းတော့ဘူးလို့သူတယောက်ဆောင်လိုက်ရအရင်လိုမဟုတ်တော့ဘူးလို့အဲ့လိုမျိုးတွေကိုမဖြစ်စေချင်တာကိုကိုချစ်ထားတဲ့ပြိတ္တတွေကိုထိုက်တန်ပဲကိုကပြန်ပေးချင်တာအဲ့တော့ကိုကဒီဘက်မှာအလုပ်တစ်ဖက်လဲဆိုတော့ကျင်းတည်တယ်ကြဗျာဒီဘက်မှာလုံရင်လည်းအရင်လောက်ကြဗျာမဖိစီးနိုင်တော့အဲ့ဒါကိုလို့မလုပ်တာအခုလက်ရှိမိုင်းပဲမျိုးရောက်နေပါလဲအခုကတော့နေပြည်တော်မှာဈေးရောက်နေပါတယ်ရှင်ချီလီကဲလေးကိုချစ်တယ်ဆိုရင်ချီလီကဲလေးနဲ့ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်နေပြည်တော်ရာဇဌာနီမှာလာရိုက်လို့ရပါတယ်အဲ့တော့ကြဗျာရဲ့တငယ်ချင်းဟိုတော့ဒိုင်းနေရောလဲအပြေမမှန်လို့အရင်မပြောပါနဲ့လို့လည်းပြောချင်ပါတယ်ဒိုင်းနေနေနဲ့ကလည်းတနေ့လုံးဟိုပြိုင်ပွဲဝင်တွေရဲ့အတန်တွေအကုန်လုံးသူတို့နားထောင်ရတယ်ပြိုင်ပွဲဝင်တွေရဲ့ hints တွေကိုစဉ်းစားရတယ်ဆိုတော့သူတို့ပြီးတော့သူတို့ကြည့်ရတဲ့ဒီသချင်းတပုတ်စာအတန်လေးကိုသူတို့အကဲဖြတ်ရတာဖြစ်ပါတယ်ကြဗျာတို့ကြတော့တပတ်လာပြီးအဲ့တပတ်စာကိုပြိသက်တွေအကုန်ပြန်ကြည့်ခဏထခါကြည့်နောက်ပြီးစဉ်းစားထခါကြည့်ပြီးစဉ်းစားပြီးတော့ဒိုင်းကိုပြောရတာလေပြိသက်တွေကသူတို့ကြတော့ဒီ3မိနစ်လောက်လေးအတွင်းကိုသူတို့ဆုံးဖြတ်ရတာဆိုတော့ဒိုင်းတွေကိုလည်းအရင်အပြစ်မပြောပါနဲ့လို့ပြောချင်ပါတယ်ဒိုင်းတွေကိုလည်းကြဗျာလိန်ခဲ့တာကိုဘာလို့လဲဆိုတော့အဓိကကြဗျာအဲ့မှာအခင်းဆုံးက2ယောက်ပါတယ်ကွာထွန်းရဲ့ဖြုံးငွေဆိုရဲ့အဲ့ဒါကြဗျာအခင်းဆုံးတငယ်ချင်း2ယောက်ပေါ့နော်သူတို့ကကြဗျာရဲ့လှုပ်ရှားမှုတွေမျိုးဆိုတော့တော်တော်များများသိတယ်ဒါပေမဲ့သူတို့မထင်ထားတာတခုရယ်နောက်ပြီးတော့ကြဗျာ hints တွေကိုတလွဲတွေပဲပေးတာသူတို့2ယောက်မေးသမျှကြဗျာမဟုတ်တာကြီးပဲဖြေတာဟုတ်တာဖြေလိုက်တာနဲ့သူတို့တန်းသိမှာသူတို့နဲ့ကိုယ်နဲ့ပတ်သက်မှုကပြောလိုက်တာနဲ့တန်းသိမဲ့ဟာမျိုးတွေကိုထုံးနဲ့ပမာစုံမှုလေတခုလောက်ပြပါတာဆိုသူနဲ့စုံမှုတာတွေက oversee သွားရင်ကြဗျာတို့ကနှိမ့်စီသွားကြရင်လည်းစုံမှုတာဒီမြန်မာပြည်မှာဆိုရင်တော့ကြဗျာတို့အငိမ့်တိုက်တဲ့ချိန်တော့ပဲစုံတာကျန်တဲ့ချိန်ကမပေါင်းကြဘူးကွာအပြင်မှာတိတ်ပြီးစုံလေးစုံတာမရှိဘူးခရီးပါရီသွားရဲဆိုရင်တော့အဲ့လိုသူတို့ထမင်းချက်ကျွေးတယ်ဟင်းချက်ကျွေးတယ်သူတို့သပင်းနေစိုးပေးတယ်ပစ္စည်းတွေလိုက်ဝယ်တယ်ပေးတယ် shopping တွေသွားတယ်ညဘက်တွေ night out တွေထွက်တယ်ဆိုတော့အဲ့ဒီ hints ကိုသူ့ကိုပြောရင်သိမှာအားမလို့ကြဗျာသူတို့ရဲ့ hints ကိုလည်းမပြောတာငါပြောဆိုလဲအဲ့လိုပဲငငယ်တွေကသူနဲ့ hints ကိုတစ်ခုပြောလိုက်တာနဲ့သူချက်ချင်းတန်းသိမှာတော့သူတို့နှစ်ယောက်မေးတဲ့ဟာကိုဘွာတလွဲကြီးပဲဖြေခဲ့တာနော်အဲ့တော့ဒိုင်းမျိုးလည်းပြည့်မမြင်ပါနဲ့လို့ကြဗျာသူတို့လိန်ခဲ့တာပါနော်အဲ့တော့ချီလီကလေးအမှုပညာလုံးမလုံးတော့ပင်မဲ့လေဒီလိုမျိုးကြဗျာရဲ့ live တွေကြဗျာရဲ့ဈေးရောင်းတဲ့နေရာလေးတွေကြဗျာရဲ့ဈေးရောင်းပွဲတော်လေးတွေဗီဒီယိုလေးတွေ vlog လေးတွေမှာဆက်ပြီးတော့အားပေးလို့ရပါတယ်လို့လုံးဝဆက်သွယ်ပြတ်သွားတာမဟုတ်ပါဘူးလို့ဆက်ချစ်ပေးပါအောင်လို့နော်အခုနေ့စီပိုင်းမှာဈေးရောင်းနေပါလေလို့